ချစ်ခွေအားလုံးတယောက်စီတိုင်းမင်္ဂလာပါကျွန်တော်ကိုကျော်ကြီးပါခင်ဗျဒီနေ့ကတော့ကျွန်တော်ပြုလုပ်ပြီးတဲ့အထည်လေးကတော့ကျွန်တော် customer တူပါလာရောက်ပြီးတော့အနိုင်တဲ့အထည်လေးဖြစ်ပါတယ်ဒီအထည်လေးကကြတော့ကျွန်တော်တို့ site လဲပြန်သေးတယ်ဗျ site လဲသူက site ပြန်သေးတယ်သေးတဲ့ပြင်ကိုစားပစ်လေးလည်းပြန်ဝင်တာပေါ့နော်ခုကကျွန်တော်အစီသွင်းတဲ့ဟာလေးကိုကျွန်တော်ပြသခြင်းဖြစ်ပါတယ်ဗျအစီသွင်းတာကျွန်တော်တွေဘယ်မှာသွင်းလို့ရတယ်ဘယ်လိုသွင်းလို့ရတယ်အမျိုးမျိုးမေးကြတယ်ဗျဘယ်မှာသွင်းလို့ရကိုကျော်ကြီးမှရပါတယ်ပေါ့နော်စားပစ်ဝင်လို့ရပါတယ်ကိုယ့်ကိုသွင်းမဲ့ဆိုရင်ကျွန်တော်တွေဘယ်လိုဝယ်ရမလဲဆိုဘတ်စလင်းကကျွန်တော်တို့ဆေးဆိုင်နေတဲ့ဝယ်လို့ရတယ်စီတီမက်မီနီမက်တွေမှာလည်းဝယ်ကုန်းစုံဆိုင်တွေကစရောင်းပါတယ်ဗျဘတ်စလင်းဆိုလေအသားပတ်ခရင်ပေါ့နော်အဲ့လိုမျိုးလေးရောင်းပါတယ်ဗျအဲ့လာလေးဝယ်ပြီးတော့လည်းသွင်းလို့ရပါတယ်ဟိုသွင်းတဲ့ခါကျရင်လက်ဖက်ထောင်လေးနဲ့တခြားပုတ်ပတ်ပြီးတော့သွင်းပေးပါဗျအစီကပို့ပြီးတော့ဝင်းကပို့ပြီးတော့လွယ်ကူတယ်ပြီးတော့အထည်ကိုလည်းပို့ပြီးထိရောက်မှုလည်းပေးပါဗျဒါအစီသွင်းပြီးတော့ကျွန်တော်ဆေးလေးပြန်တင်တဲ့အပိုင်းလေးကျွန်တော်ပြုလုပ်ခြင်းဖြစ်ပါတယ်ဗျဆေးတင်တဲ့အခါကျရင်လည်းချစ်ကိုတွေဆေးဝယ်တင်လို့လည်းရတယ်ဝယ်တင်တဲ့အခါကျရင်လည်းဆေးကိုဒါရာကြီးမတင်မဲနဲ့ကိုယ့်ကိုလိုတယ်လို့လေးနည်းနည်းလေးရောဆက်ရေလေးနဲ့ရောဆက်ပြီးတော့တင်ပို့ပြီးတော့အဆင်ပြေပါတယ်ဗျနောက်ဆုံးကုတ်တွေကျရင်လိုတယ်လို့လေးဆေးပေါ်မူတည်ပြီးတော့တင်သွားရင်လည်းဘာပြဿနာမှမရှိပါဘူးဗျဒါဆေးတင်ပြီးတော့ကျွန်တော်ဈေးတွေကျယ်သေးတဲ့နေရာတွေမှာကျွန်တော်လိုတယ်လို့လေးပေးနေတာလေးပေါ့နော်ဒါတွေကလိုက်ပြီးတော့ဖယ်ရှားရင်ဖြစ်ပါတယ်ကဲဒီထဲတွေကတော်တော်လေးကိုလည်းမိုက်သွားပြီပေါ့နော်လာဝပုံစံလေးအတိုင်းနဲ့အခုကျွန်တော်လုပ်တဲ့ပုံစံလေးအတိုင်းမှာတော်တော်လေးခြားနားမှုလေးတွေဖြစ်သွားတာပေါ့နော်မနေ့4နာရီတောင်ထိုးတယ်ဗျာကျွန်တော်တောက်လျှောက်လုံနေတာအထည်ကိုပေါ့နော်ဒီထဲတော့မဟုတ်ပါဘူးကျွန်တော်အထည်တွေလုံနေရတော့4တယ်ပေါ့နော်4တယ်ကိုတောက်လျှောက်လုံတာဒါဗီဒီယိုရိုက်ပြတာတော့ဒီအထည်လေးကိုကျွန်တော်ရိုက်ပြခြင်းဖြစ်ပါတယ်ဗျာကျန်တဲ့ထည်တွေကတော့လုံရင်းတန်းတန်းနဲ့မပြီးသေးတဲ့အတွက်ဒါကလက်ဆက်လုံးဝ final ထွက်သွားတဲ့အထည်လေးဖြစ်တဲ့အတွက်ဒီထည်လေးကိုပဲရိုက်ပြခြင်းဖြစ်ပါတယ်ကျွန်တော်ရှိမှအပ်ချင်တဲ့ကိုများကြီးစားပေးကိုလည်းအနိုင်လို့ရပါရုံကြီးစက်ချစွာအနိုင်လို့ရပါတယ်ခင်ဗျကျွန်တော်တည်တည်ချာချာလေးပြုလုပ်ပေးပါမယ်တယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျလိုတဲ့ကိုများရှိတယ်ကျွန်တော်ကိုမေးမြန်းလို့လည်းရပါဗျအမျိုးမျိုးဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့ရပါတယ်အားလုံးလေးစားလေးပါကျွန်တော်ကိုကျော်ကြီးပါခင်ဗျ